မဲ့မိမကကျမယောက်ျားကကြက်ဥမစားဘူးလို့ပြန်ပြောတယ်အဲ့ဒီလူကတော့ကြက်ဥကိုအထဲရောက်သွားတာနဲ့သူ့ကိုကယ်နိုင်မှာပါလို့အခိုင်အမာပြောတဲ့မိမကအပြေးအဝနားမလဲပေမဲ့နောက်ဆုံးတော့သဘောတူပြီးကြက်ဥကိုအထဲပို့ပေးလိုက်တဲ့ကြကကြက်ဥကိုမြင်လိုက်တဲ့အခါအရန်ဒေါသထွက်သွားတယ်။ဘာကြောင့်သူ့မိမကကြက်ဥထည့်ပေးလိုက်လဲဆိုတာနားမလည်ဘူး။ဒါပေမဲ့ဂျာရဲ့ဆူရှာတဲ့အာယုံကတခုခုမမှန်ဘူးဆိုတာခံစားမိစေတဲ့သူကငါကြက်ဥကြိုက်တယ်လို့ပြောပြီးကြက်ဥခုံကိုတေချာခွာလိုက်တဲ့အတွင်းမှာထပ်တော်ထုတ်လုပ်ခဲ့ဆိုတဲ့စာတူလေးကိုတွေးလိုက်ရတဲ့ဂျာကချက်ချင်းပဲသူ့အဖွဲ့ကသူ့ကိုထောင်ဖောက်ထုတ်ဖို့ကြိုးစားနေကြတာကိုနားလည်သွားတဲ့အနာကလူတယောက်ကစာကိုမြင်ပြီးစိတ်ဝင်စားလာတော့ဂျာကအစီအစဉ်ဖော်ထုတ်မခံရအောင်စာနဲ့ကြက်ဥကိုချက်ချင်းမျိုးချလိုက်တဲ့အဆောက်မကြည့်နေတဲ့အချိန်မှာဂျာကဖနက်နဲ့နေရန်ကိုစီးချက်ညီညီခောက်စားပြုတ်လိုက်တဲ့တစ်ဖက်မှာတော့သူ့အဖွဲ့သားတွေကရေဆိုးမြောင်းထဲမှာ stethoscope နဲ့အတန်နားထောင်နေကြတယ်။တနာရီလောက်ကြာပြီးနောက်ဆုံးတော့ဂျာရဲ့အတန်ကိုကြားနိုင်ခဲ့တဲ့နှစ်ဖက်စလုံးက Morse code သုံးပြီးတယောက်နဲ့တယောက်ရှိနေတဲ့နေရာကိုအတီးပြုကြတဲ့နေရာမှန်တေချာသွားတဲ့အခါအဖွဲ့ကနေရန်နေရာတိတိမှာဖောက်ခွဲရေးပစ္စည်းတွေတက်ဆင်ပြီး fuse ကိုမီးရှို့လိုက်တဲ့ပောက်ကွဲတံအကြီးကြီးနဲ့အတူထောင်နေရန်ကပွင့်ထွက်သွားတဲ့ပောက်ကွဲတံကြားပြီးအေဂျင့်တွေအမြန်ပြေးလာပေမဲ့နောက်ကျသွားခဲ့ပြီးဂျက်ကတော့အပေါက်ကနေလွတ်မြောက်သွားခဲ့ပြီး